မင်္ဂလာပါရှင်။လောင်နေထိုင်ရဲ့ဖေဖော်ဝါရီလ29ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည်ပြကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းကကြေးရွာတွေစတိုက်ပုံကျဲခံနေရတဲ့သတင်းနဲ့ရွေးကောက်ပွဲမှာလူငယ်ပါဝင်မဲပေးမှုရာခိုင်နှုန်းများပြားတယ်လို့စစ်ကော်မရှင်ပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဗိုလ်ချုပ်9ဦးကိုတရုတ်နိုင်ငံတော်ဥပဒေပြုရေးအဖွဲ့ကနေဖယ်ရှားလိုက်တဲ့တဲ့ပထမဆုံးမြန်မာအာကာသမှုရွေးချယ်လေ့ကျင့်ပေးရေးရုရှားကူညီမဲ့သတင်းတွေဖြင့်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်လက်သတင်းတွေကိုပါတင်ဆက်ပေးတော့ပါမယ်ရှင်တနင်္လာရီတိုင်းတရက်ချောင်းမြို့နယ်ရှိကျေးရွာတွေကိုစစ်ကောင်ရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုံ့ဆော်နေတယ်လို့ဒေသခံတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေထံကနေသိရပါဗျ။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့တရက်ချောင်းမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းပိုင်းကစလို့စစ်ကောင်ရှင်တပ်ဟာလေကြောင်းကနေနေ့စဉ်နဲ့အမျှဘုံကျဲတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေတာပါ။တောင်လင်ထိုင်းကပြုစုထားတဲ့အချက်လက်တွေအရပြီးခဲ့တဲ့နှစ်ပတ်အတွင်းတရက်ချောင်းမြို့နယ်ကကျေးရွာ10ရွာထပ်မံလေကြောင်းဘုံကျဲခံထားရပါတယ်။အဲ့ဒီထဲမှာနှစ်ဖက်စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဝင်းဝစုံစင်ဖျားတနက်တီရီမင်းတပ်နဲ့တဲချောင်းကြီးကျေးရွာတို့ဟာအနည်းဆုံး2ကြိမ်ထပ်မံဘုံကျဲခံထားရပါတယ်ရှင်။စစ်ကောင်ရှင်ဘက်ကကျေးရွာတွေကိုဘုံကျဲရမှာဂျက်ဖိုက်တာ Y12 Y8 လေယာဉ်တွေကိုအသုံးပြုခဲ့ပြီးဘုံအလုံးရေ60ထပ်မံအသုံးပြုခဲ့သလိုစက်တနက်တွေနဲ့လည်းပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်ရှင်။စစ်ကော်မရှင်ရဲ့ဘုံကျဲမှုအတွင်းအရသား3ဦးထပ်မံတေဆုံးပြီးဒဏ်ရာရသူ9ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားသလိုမြေပြင်မှာအဲ့ဒီထက်အများကြီးပိုနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကော်မရှင်တပ်ကတရက်ချောင်းမြို့နယ်ရှိတဲချောင်းကြီးစုံစင်ဖျားကျေးရွာတို့ကိုစစ်ကြောင်းထိုးနေသလိုတော်လိုင်းရေးပူပေါင်းတပ်တွေကလည်းဝင်းဝစခန်းကိုဝင်ရောက်တိုက်ခိုက်နေတာကြောင့်စစ်ရေးတင်းထန်နေပါတယ်ရှင်။နှစ်ဖက်တိုက်ပွဲနဲ့အတူလေကြောင်းပုံကျဲမှုတွေကြောင့်ကျေးရွာပေါင်း20ကျော်ကဒေသခံပြည်သူ1000ကျော်ဟာစစ်ရှောင်နေကြရပြီးဗိတ်တွယ်ကားလမ်းပိတ်ထားရတာဟာရက်ပေါင်း20နီးပါးရှိလာပြီဖြစ်ပါတယ်ရှင်။စစ်တပ်ဦးဆောင်ကျင်းပတဲ့အထွေထွေရွေးကောက်ပွဲအပိုင်း3ပိုင်းလုံးမှာလူငယ်တွေပါဝင်မဲပေးမှုရာခိုင်နှုန်းများပြားခဲ့တယ်လို့စစ်ကော်မရှင်ရဲ့ဒီကနေ့ထုတ်ဝါဒဖြန့်သတင်းစာမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်က2025-2026အထွေထွေရွေးကောက်ပွဲဟာအရင်ရွေးကောက်ပွဲတွေနဲ့မတူညီပဲအခက်အခဲအမျိုးမျိုးကြားကနေအောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ရှင်။ရွေးကောက်ပွဲအပိုင်း3ပိုင်းလုံးမှာဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ဆန္ဒမဲရှင်စုစုပေါင်း24.22တန်းရှိပြီးမဲပေးသူ73.14တန်းကျော်ရှိကမဲပေးမှုရာခိုင်နှုန်း54.22ရာခိုင်နှုန်းကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။မဲဆန္ဒရှင်စုစုပေါင်း24.22တန်းရဲ့အသက်အရွယ်ပိုင်းခြားမှာ18နှစ်မှ30နှစ်ကြား24ရာခိုင်နှုန်း30နှစ်မှ40နှစ်ကြား21ရာခိုင်နှုန်းပါဝင်တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်အသက်40နှစ်မှ50နှစ်ကြား20ရာခိုင်နှုန်း50နှစ်မှ60နှစ်ကြား18ရာခိုင်နှုန်း60နှစ်မှ80နှစ်ကြား17ရာခိုင်နှုန်း80နှစ်အထက်ကတော့9ရာခိုင်နှုန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့54.22ရာခိုင်နှုန်းကဆန္ဒမဲလာရောက်ပေးကြရမှာလူငယ်တွေပါဝင်ဆန္ဒမဲပေးမှုတွေများပြားကြောင်းတွေ့ရှိရတဲ့အတွက်လူငယ်တွေအနေနဲ့နိုင်ငံအရေးကိုပိုစိတ်ဝင်စားမှုရှိလာတယ်လို့ပြောဆိုထားပါတယ်။ Data for Myanmar ရဲ့အစီရင်ခံစာအရရွေးကောက်ပွဲမှာဝန်ထမ်းတွေနဲ့မိသားစုတွေအနေနဲ့မဲမပေးရင်လက်ရှိယာဒူအပြင်ယာဒူတိုးမှုအတွက်ထိခိုက်မှုတွေရှိလာမှာကိုစိုးရိမ်လို့မဲပေးခဲ့ကြရပြီးကျေးလက်ဒေသတချို့မှာလည်းအုပ်ချုပ်ရေးမှုတွေကပြည်သူတွေကိုမဲသွားပေးဖို့ဖိအားပေးတာတွေရှိတယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူတွေနဲ့ကျေးလက်နေပြည်သူတွေအနေနဲ့အုပ်ချုပ်ရေးပိုင်းနဲ့မိမပြတ်ချင်သူတွေမဲမပေးရင်နောက်ဆက်တွဲတက်တနာတွေဖြစ်လာမှာကိုစိုးရိမ်လို့မဖြစ်မနေတွားရောက်မဲပေးကြရတာရှိတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် BLA ရဲ့စစ်ဗိုလ်ချုပ်9ဦးကိုတရုတ်လွှတ်တော်အမတ်တွေကသူတို့ရဲ့ဥပဒေပြုရေးလွှတ်တော်ဖွဲ့ဝင်ဖြစ်ကနေထုတ်ပယ်လိုက်ကြောင်းနိုင်ငံတော်ပြည်သူ့လွှတ်တော် MPC အမြဲတမ်းကော်မတီရဲ့ဖေဖော်ဝါရီလ26ရက်ကြေညာချက်မှာဖော်ပြထားပါတယ်။ PLA ကြီးတပ်ရဲ့တပ်မှုဖြစ်သူလီကြားမင်နဲ့ PLA ရေတပ်တပ်မှုဟောင်းချန်ကျင်းလောင်အပါအဝင်အခါစားစစ်တပ်အရာရှိ3ဦးကို
NPC ဖွဲ့ဝင်တွေဖြစ်ကနေထုတ်ပယ်လိုက်တာပါအဲ့ဒီသုံးကတော့ PLA ရဲ့ရေတပ်နဲ့လေတပ်သတင်းအချက်အလက်ထောက်ပံ့ရေးတပ်ရဲ့လက်ရှိနဲ့ရခိုင်ကော်မရှင်နာမင်းကြီးတွေဖြစ်တဲ့ကျင်းရှမ်းဂျာယူဂျုံဖူနဲ့လီဝေတို့ဖြစ်ပါတယ်။မွန်ဂိုလီးယားဒေသတွင်ပါတီအကြီးအကဲဟောင်းဆန်ရှောင်းချမ်းအပါအဝင်ပြည်내အရာရှိအချို့နဲ့တခြားစစ်ဘက်ဆိုင်ရာအရာရှိအချို့လည်းထုတ်ပယ်ခံရကြောင်းအဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ဒုစစ်ဦးစီးချုပ်ကျန်းယူရှာအပါအဝင်ထိပ်တန်းစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကိုလူသိထင်ရှားစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်အခုလိုယာရုထုတ်ပယ်မှုတွေထွက်ပေါ်လာတာပါ။ကျန်းယူရှာကိုစီကံဥပဒေပြင်းပြင်းထန်ထန်ချိုးဖောက်မှုကျူးလွန်တဲ့ဆိုတဲ့တန်တရားနဲ့စုံစမ်းစစ်ဆေးနေတာလည်းဖြစ်ပါတယ်။တရုတ်မှာစီကံဥပဒေချိုးဖောက်တဲ့ဆိုတဲ့သုံးနှုန်းဟာအကျင့်ပြတ်ခြစားမှုကိုရည်ညွှန်းတာပါ။တိုက်ခိုက်ရေးအစီအစဉ်တွေကိုကြီးကြပ်ရတဲ့ယာရုအကြီးဆုံးအရာရှိလူကျန်းလီကိုလည်းစုံစမ်းစစ်ဆေးနေကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမကြသေးခင်ကကြေညာပါတယ်။ South China Morning Post သတင်းဌာနရဲ့ဖော်ပြချက်အရဗိုလ်ချုပ်9ဦးအပြင်ဒုဗိုလ်ချုပ်2ဦးနဲ့ဗိုလ်မှူးချုပ်3ဦးကိုလည်းတရုတ်ထိပ်တန်းလွှတ်တော်ဖွဲ့ဝင်ဖြစ်ကဖယ်ရှားလိုက်တယ်လို့သိရပါတယ်။မတ်လ4ရက်နေ့မှာစတင်မဲ့အကြီးမားဆုံးနှစ်စဉ်နိုင်ငံရေးအစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်နေချိန်မှာအခုလိုထုတ်ပယ်မှုတွေထွက်ပေါ်လာတာပါ။အဲ့ဒီနိုင်ငံရေးဆိုင်ရာအစည်းအဝေးတွေမှာစစ်တပ်စီးပွားရေးနဲ့ကုန်သွယ်ရေးတန်တမာရေးတို့အပါအဝင်တရုတ်ရဲ့မူဝါဒတွေအတွက်အစီအစဉ်တွေချမှတ်သွားမှာလည်းဖြစ်ပါတယ်။ယာရုကြီးကြီးငယ်ငယ်အဆင့်အားလုံးမှာအကျင့်တဲ့ခြားစားမှုပပျောက်အောင်လှုံ့ဆော်မယ်လို့တရုတ်သမ္မတရှီကျင်းဖျင်ကကြွေးကြော်ထားတာပါ။တရုတ်နိုင်ငံမှာအကျင့်တဲ့ခြားစားမှုဟာအာဏာရအလုပ်သမားပါတီအတွက်ကြီးမားတဲ့အန်ဒီရဖြစ်ကြောင်းလည်းသူကပြောဆိုပါတယ်။သူရဲ့ကြေညာချက်အပြီးမှာအကျင့်တဲ့ခြားစားမှုနဲ့ထုတ်ပယ်ခံရတဲ့ဒါမှမဟုတ်ဖမ်းဆီးခံရတဲ့ထိပ်တန်းအရာရှိတွေအများကြီးရှိခဲ့ပါတယ်။ဒါဟာရှီကျင်းဖျင်ကအကျင့်တဲ့ခြားစားမှုခေါင်းစဉ်နဲ့သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်လာသူတွေကိုရှင်းထုတ်ပစ်နေတာဖြစ်တဲ့ဆိုတဲ့ပြောဆိုသံတွေကြဲကြဲလောင်လောင်ထွက်ပေါ်နေပါတယ်။မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ဆက်ဆံရေးပုံမရင်းနှီးလာတဲ့လက္ခဏာတစ်ခုအနေနဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးအာကာသရှင်မှုတို့ရွေးချယ်လေ့ကျင့်ပေးရေးရုရှားကကူညီပေးမှာဖြစ်ကြောင်းဖေဖော်ဝါရီ26ရက်မှာပြောပါတယ်။ရုရှားအာကာသအေဂျင်စီ Roscosmos ခေါင်းဆောင် Dmitry Bakanov ရဲ့အခုသတင်းပတ်နေပြီးတော့ခေးစဉ်အတွင်းအခုလိုမျိုးကမ်းလှမ်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Dmitry Bakanov ကမြန်မာနိုင်ငံရဲ့တပ်ဆိုင်ရာအရာရှိနဲ့လူလိုက်ပါတဲ့အာကာသခီးစဉ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးလာစေရေးသဘောတူညီမှုတည်းရဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဘာကာနော့ဖ်ဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ Roscosmos ကပြောပါတယ်။ရုရှားရဲ့ GLONASS ဂျိုတုတော်လှန်ရေးစနစ်အတွက်မြန်မာကအချက်လက်စုဆောင်းရေးစခန်းတစ်ခုထားရှိမှာဖြစ်ပြီးကမ္ဘာမြေနီးအာကာသထဲမှာရှိတဲ့အန္တရာယ်ရှိတဲ့အရာဝတ္ထုတွေကိုထိရခံရှာဖွေရေးသတိပေးစနစ်အတွက်နေရာတနေရာစီမံပေးသွားမှာဖြစ်ကြောင်း Roscosmos ကပြောပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့နှစ်ကရုရှားကိုတွားရောက်ပြီးသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီခီးစဉ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံရေးသဘောတူညီမှုတည်းရဲ့လက်မှတ်ရေးထိုးပြီးရုရှားစွမ်းအင်ကုမ္ပဏီတွေအတွက်မြန်မာနိုင်ငံမှာအခွင့်အလမ်းတွေရှာဖွေဖို့မော်စကိုကမျှော်လင့်နေပါတယ်။ရုရှားကမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ရေးအတွက်လည်းစာချုပ်ချုပ်ဆိုထားပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးစစ်တပ်ကအာဏာသိမ်းနိုင်ပြီးတဲ့နောက်မှာရုရှားနဲ့ဆက်ဆံရေးထူထောင်ပြီးတော့စစ်ကောင်းဆောင်တွေကလက်နက်တွေဝယ်ယူနေပါတယ်။စစ်ကောင်းဆောင်ဟာရုရှားစီကတိုက်လေရင်တွေဝယ်ယူရမှာမြန်မာနိုင်ငံကစင်တွေနဲ့အလဲလှယ်လုပ်ခဲ့တဲ့ဆိုတဲ့အတိမပြုတ်နိုင်တဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။နိုင်ငံတကာရဲ့ဝိုင်းပယ်ခံထားရချိန်မှာမြန်မာစစ်ကောင်းဆောင်တွေဟာရုရှား၊ဘယ်လာရုစ်၊အီရန်၊မြောက်ကိုရီးယားတို့နဲ့ဆက်ဆံနေပြီးလက်နက်နဲ့ခဲယမ်းပြီးကြောက်တွေရရှိဖို့ကြိုးပမ်းနေပါတယ်။အဲဒီနိုင်ငံတွေပြင်စစ်ကောင်းဆောင်တွေကိုအများဆုံးကူညီပေးနေတာကအိန္ဒိယတရုတ်ဖြစ်ပြီးအပြန်အလှန်နေတဲ့တရုတ်အတွက်မြန်မာနိုင်ငံမှာစီမံကိန်းကြီးတွေကိုအကောင့်တွေဖော်နိုင်စေဖို့လှုံ့ဆော်ပေးနေရပါတယ်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1852ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီတောင်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1852ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9840ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ3525ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9912ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှာ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။